လို့အတက်သူတွေကတော့မသုံးပါနဲ့ရှင်ငါတို့ကတစ်နေ့ကိုနှစ်ကြိမ်သုံးကြိမ်တောင်မီပဲသုံးစရာမလိုဘူးဆိုတဲ့သူတွေကခင်ဗျားတို့ရဲ့တောင်ကြရုပ်ကိုလုံးဝမသုံးပါနဲ့ဘလို့လူတွေသုံးပေးရမလဲဆိုတော့တကယ်ကိုမှထောက်မမှုတွေအားနေပြီးတော့အကျော်တွေအားနေနေတဲ့တက်လုံအားမကောင်းဘူးအမောမခံနိုင်ဘူးခုဆိုစိတ်တူလဲတယ်နော်ဒီစိတ်အဆင်ပြေမနေဘူးအလုပ်ထဲမှာလည်းအဆင်မပြေနေဘူးမိမနဲ့လည်းကြက်လိုမျိုးဖြစ်နေတယ်နော်စီးဘူးစီးကျင်နေရလဲရှိနေတယ်စီးဘူးစီးကျင်စီးအောင်ဒီဝေနာရီလည်းခံစားနေရတယ်စီဝမ်းမှန်တာကအစားစားမဝင်အိပ်ပြောတာကအစားသုံးဆွဲပေးလို့ရတယ်ဒါကြောင့်မလို့အိမ်အောင်တွေမှမဟုတ်ဘူးအိမ်အောင်မရှိလေဒီယောဂဝေဒနာတွေကိုခံစားနေရရင်သုံးလို့ရတယ်နော်ကိုကမလိုအပ်ရင်တော့မသုံးပါနဲ့ဆေးဆိုတာလေတန်ဆေးလွန်ပေးပေါ့နော်ကိုမလိုအပ်ရင်မသုံးပါနဲ့ရှင်နော်အသက်40ကျော်သမားတွေကတော့ပြည့်စက်စာအနေနဲ့သုံးပေးလို့ရတယ်အသက်40ကျော်ရတယ်ဟော်မုန်းကျဆင်းပြီးတော့ဟော်မုန်းတွေအားနေတာလေအကျော်တွေအားနေပြီးတော့ဒီလိုမျိုးအမောမခံတက်လို့အားမကောင်းနိုင်ဖြစ်တတ်တယ်ဒါကြောင့်မလို့အသက်40ကျော်ရင်တော့နေ့စဉ်ပုံမှန်မနေ့တစ်စုံညတစ်စုံပုံမှန်လေးစားပေးပါတယောက်နဲ့တယောက်ခဏကိုဖွံ့ဖြိုးခြင်းမှုချင်းလည်းမတူဘူးတယောက်နဲ့တယောက်အနေထိုင်စားတော့လည်းမတူတဲ့အတွက်ထိရောက်မှုချင်းကတော့မတူနိုင်ပါဘူးရှင်တချို့က3ရက်4ရက်နဲ့တိတာတို့တချို့ကလည်းတစ်ပတ်နှစ်ပတ်3ပတ်လောက်3မှတိတာမျိုးရှိတယ်တချို့ကျတော့လည်းတပူးနဲ့တိတာမျိုးရှိရပေါ့နော်ဒါကြောင့်မလို့အစမ်းကြည့်ပါစမ်းပြီးတော့တကယ်ကိုထူးခြားတဲ့ရလဒ်ကိုရမယ်လို့အာမခံပါတယ်ထက်ခါဝဲလာဝဲဖို့လည်းအာမခံပါတယ်ရှင်တခြားတငယ်ချင်းတွေပါကူညီပြီးတော့ရောင်းချပေးတဲ့အဆင့်ထိတောင်ရောက်သွားနိုင်တယ်ရှင်ကျေးဇူးပါခင်ဗျားတော့အညာမောင်တွေကိုမိထီလာမျိုးကနေပြီးတော့အကြီးဆုံးလကားတိုင်ကြီးပြင်ပြောင်းကြနေတဲ့မိထီလာအကြီးဆုံးကိုလေးကြီးပါရှင်မျိုးသားမျိုးသမီးကျမကြီးနဲ့ကလေးရကျင်တဲ့သူတွေခင်လေးရဲ့ဗိုင်ဘာနံပါတ်မှာအသေးစိတ်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ကျေးဇူးပါ